Salabia တနေလန်းလေးကိုခရမ်းရှင်သီးနဲ့ရှင်းရှင်းဆက်ဆက်လေးရှစ်စားဖြစ်လို့တင်ပေးလိုက်ပါတယ်သူကတော့ခရမ်းရှင်သီးငါ6ရှိဆိုရင်ဘေးရှိုင်ဆဆရန်ဆောက်ကောင်းရန်ကြိုက်ပါတယ်ရှင်ကြည့်ပါဦးငါတဲ့အများကြီးရထားပါတယ်ရှင်အတိတရားယူလာပေးတာပါအရင်ကဆိုရင်ဒီငါကိုမစားတတ်ဘူးအခုကတော့ဒီငါလေးကိုတနေလှမ်းလိုက်ရင်အနံ့လေးမရှိတော့ဘူးကြိုးစားရင်လည်းအရန်ကောင်းငါတလေးထုတ်6လေးတွေကိုကြိုးစားရတယ်လို့ပဲရှင်စားလို့ရန်ကောင်းပါတယ်ဒီလိုတနေလှမ်းလိုက်ပြီဆိုရင်မပြုတ်မမအနေထားလေးနေစားလို့ရန်ကောင်းပါတယ်စုကရခိုင်ဆိုတော့ငါ6ကိုရခိုင်ရှိတယ်ပဲစားဖို့ပါတယ်ဒီလိုချစ်နေကိုစုအသက်18နှစ်မှာရန်ကုန်ရောက်လာတော့စုရဲ့အမကတင်ပေးထားခဲ့တာပါကဲအကောင်အစံသက်ဖြစ်ပြီဆိုရင်လုံးရှိမှဆိုတော့အိုးထဲတစ်ခါတည်းထစ်ပါမယ်ခရမ်းရှိန်တီးငရုတ်တီးအနေတောင်ထစ်မယ်ကြက်တုံဖြူနေနှီးထားတာလေးထစ်မယ်ပြီးရင်တော့စားအရှုံမှုစနွဲမှုအနည်းငယ်ထစ်ပါတယ်မပြီးတော့အခုကင်ပြောင်းထားတဲ့လောက်ထစ်ပါတယ်ရှင်ပြီးရင်တော့ငန်းပြားရီကိုဇန်းတဝေးလောက်ထစ်ပြီးစီကို3စုံထစ်ပါတယ်ရှင်ဒါဆိုရင်တော့ရေထစ်ပြီးရှင်းလို့ရပါပြီဒါကတော့ငါတနေလှမ်းလေးကိုရေစင်စင်ဆေးထားတာပါကဲရှင်းလာလိုက်တာအရေးလေးခရမ်းရှင်သီးလေးနူးပြီဆိုရင်ကြေအောင်ရှင်းထားလိုက်ပါမယ်ဒီလိုအနေထားရောက်ပြီဆိုရင်တော့ခရမ်းရှင်သီးဆိုပေမဲ့အရှင်နည်းနည်းလိုနေတာနဲ့မကြီးသီးထစ်ပါတယ်ပြီးရင်တော့ရေဆေးထားတဲ့ငါ့ကိုထည့်လိုက်ပါမယ်ရှင်ရေနည်းနည်းထည့်ပြီးခဏထည့်ရှင်းထားပါမယ်ကဲငါလေးကျစ်ပြီးအရေးလေးခန့်လာပြီဆိုရင်ဥဖင်ကတ်တဲ့လို့ရှိရင်မကြာခဏမှွေပေးပါရှင်ပြီးရင်တော့အိမ်သားမှာပိုးပိုးတူခုလို့ရတဲ့ပန်းဆိုင်ကိုအောက်လိုက်ပါမယ်ရှင်ဆွေရဲ့ဗီဒီယိုကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အားလုံးလည်းကျမ်းမာပျော်ရွှင်ကြပါစေ